ညမောင်မောင်ထဲမှာဖျောင်းတိုင်မီးအောင်မှိန်မှိန်လေးအောက်မွေးစားဖေဖြစ်သူကသူ့ရဲ့သားငယ်ကိုထိုင်ခိုင်းပြီးပြောစရာစကားအချို့ရှိတယ်လို့စတင်ပြောလိုက်ပါတယ်စာရွက်ဟောင်းတစ်ရွက်ကိုတားဖြစ်သူစီကမ်းပေးရင်းလွန်ခဲ့တဲ့ခုနှစ်နှစ်ကမင်းကိုငါစီပို့ပေးခဲ့တဲ့သူဟာရိုးရိုးဝိညာဉ်သားရဲမဟုတ်ခဲ့ဘူးလို့ဆိုပါတယ်သားငယ်ရဲ့ငယ်စဉ်ကလေးကစောင့်ထားတဲ့ဒါသူ့ရဲ့ရဲရင်နဲ့အမူအရာနဲ့ဒီနေ့ပြုလုပ်ခဲ့တဲ့စင့်ခေါ်ခြင်းအစီအစဉ်တွေအရတားဟာတာမန်ရွာငယ်လေးနဲ့မထိုက်တန်တဲ့အထူးခြားဆုံးအထုပ်ပတိနဲ့တန့်စင်သောမူလအမှားအန်ကိုပိုင်မွေးရပါအဆင့်တန်းရှိသူဆိုတာအဖေသိနေခဲ့တယ်လို့ပြောပြပါတယ်စိတ်ရှောင်းကိုင်းဟာဘလောက်ပဲကောင်းမွန်ပါစေမင်းရဲ့အသက်ကိုရင်းပြီးတော့အပြိုင်ဆိုင်မလုပ်ပါနဲ့အဆင်မပြေဘူးဆိုရင်အိမ်ကိုပြန်လာခဲ့ပါအဖေနဲ့အမေကမင်းကိုအမြဲတမ်းစောင့်မျှော်နေမှာပါလို့မွေးစားအဖေကမေတ္တာစကားစေတနာပြည့်နဲ့မှကြားရင်တားဖြစ်သူကအဖေရဲ့မေတ္တာကိုနားလည်ပါတယ်လို့မျက်ရည်ဝိုင်းရင်းပြန်လဲပြောကြားခဲ့ပါတယ်အိမ်တကားဝမှာရဲရင်ကျဲနှက်ခတ်တွေကိုကြည့်ကခုနှစ်နှစ်တောင်ရှိခဲ့ပြီပဲလို့ရေရွတ်လိုက်ပါတယ်လွန်ခဲ့တဲ့ခုနှစ်နှစ်ရဲ့ညတညမှာအဖြူရောင်ဝိညာဉ်ဝမ်းပုတ်လွေကြီးတစ်ကောင်ဟာတားငယ်လေးကိုကြောပေါ်တင်ပြီးရေပြင်ပေါ်ပြေးလွှားကဘေးကင်းရာစီပို့ဆောင်ပေးခဲ့ရပါတယ်တားငယ်ကမနှက်ဖြန်လွန်ခဲ့တဲ့ခုနှစ်နှစ်ကအမှန်တရားတွေကိုပြောပြတော့မှာပါလို့စိတ်ထဲကနေရေရွတ်လိုက်ပါတယ်တောင်နောက်ဘက်ကလှုပ်ဝက်ဆန်းကျဲတဲ့ကူတဲကိုတားငယ်ရောက်ရှိလာခဲ့ပါတယ်အဖြူရောင်ဝိညာဉ်ဝံပလွေကြီးကမြေခွေးဖြူလေးကိုကြည့်ကဒါဟာမင်းရဲ့ပင်ကိုဝိညာဉ်အဖို့တားရဲမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်တားငယ်ကစစ်ဆေးသူကတော့အပြစ်ကင်းစင်တဲ့ဝိညာဉ်မြေခွေးလို့ပြောတာပဲလို့ပြန်ဖြေပါတယ်ဝံပလွေကြီးကလည်းဟုတ်တယ်ဒါပေမဲ့ရှောင်းပိုင်ဆိုတဲ့နာမည်ကကြားလို့တိတ်မကောင်းလာဘူးပြောင်းလိုက်ပါလားလို့အကြံပေးပါတယ်တားငယ်ကအမွှေးတွေကနှင်းလို့ဖြူဖွေးနေတာမို့ရှေးဦးလို့ပဲအမည်ပေးလိုက်ပါတော့တယ်ဝင်းပလွေကြီးကဆက်လက်ပြီးအပြစ်ကင်းစင်တဲ့ဝိညာဉ်မြေခွေးဟာအလွန်ရှားပါတဲ့ဝိညာဉ်သားရဲ့ဖြစ်ပြီးလူအများစုကတာမန်အိမ်မွေးတိရစ္ဆာန်ဖြစ်ပဲဇက်သွင်းကြပေမဲ့သူ့ရဲ့စွမ်းအားလားလာကဒီထက်မကအစပေါင်းများစွာတာလွန်ပါတယ်စာရွက်လွတ်တရွက်လိုတန့်စင်လွန်းတာကြောင့်ပိုင်ရှင်ကဘလို့ပြိုးထောင်မလဲဆိုတာပေါ်မူတည်ပြီးကြီးထွားလာမှာဖြစ်ကြောင်းရှေးရခင်ကအဆင့်ကိုစိတ်ဝိညာဉ်တခင်တူဟာဒီလိုအပြစ်ကင်းစင်တဲ့ဝိညာဉ်မြေခွေးကိုအမြင့်ဆုံးအဆင့်မြင့်မြတ်သောတားရဲ့အဖြစ်ပြိုးထောင်ပြီးနတ်ဖျားအဆင့်ကိုရောက်ရှိခဲ့ဖူးချောင်းပြောပြပါတယ်တားငယ်ကဒါပေမဲ့ဒီမြေခွေးကြီးထွားနိုင်ဖို့ဘယ်လိုမျိုးလုပ်ရမလဲလို့မေးမြန်းတဲ့အခါဝန်ပုလွေကြီးကဒါကိုငါလည်းတေချာမသိပေမဲ့ဝိညာဉ်တခင်ကသူ့ရဲ့တားရဲ့ကိုအပြည့်အဝနားလည်သဘောပေါက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်ထိုအခါတားငယ်ကသူ့ကိုဆင့်ခေါ်ခဲ့တဲ့နေ့ကလေးကသူ့မျက်စိထဲမှာအခြားသူတွေမမြင်နိုင်ပဲသူတယောက်တည်းပဲမြင်တွေ့နိုင်တဲ့လှုပ်ဝက်ပုံစံဇယားစနစ်တစ်ခုပေါ်ပေါက်လာခဲ့ကြောင်းထိုစနစ်ထဲမှာမြေခွေးဖြူလေးရှေးဦးရဲ့တန့်စင်မှုအဆင့်နဲ့အကန့်အသတ်မရှိတဲ့ဖြစ်နိုင်ခြေတွေကိုမြင်တွေ့နိုင်ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဝန်ပလွေကြီးဟာအံ့အားသင့်သွားပြီးပြိုးထောင်မှုဇယားစနစ်ဟုတ်လားငါနှစ်ပေါင်းရာနဲ့ချီတက်တန်းရှိတာတောင်ဒီလိုမျိုးရာကိုတခါမှမကြားဘူးမမြင်ဘူးပါဘူးတာမန်ဝိညာဉ်တခင်တွေမှာဒီလိုပါရမီမျိုးလုံးဝမရှိနိုင်ပါဘူးလို့ဆိုပါတယ်ဆက်လက်ပြီးတားငယ်ရဲ့ခမဲတော်ဟာအကန့်အသတ်မရှိစွမ်းအားကြီးတဲ့နတ်ဖျားတစ်ပါးဖြစ်တယ်လို့မဲတော်ကလည်းတာမန်မဟုတ်တာကြောင့်တားငယ်ရဲ့သွေးမျိုးဆက်ဟာဒီလောကကလူတွေနဲ့မတူပဲထူးခြားနေရခြင်းဖြစ်ပြီးဒီဇယားစနစ်ဟာလည်းမင်းရဲ့သွေးမျိုးဆက်စွမ်းအားကြောင့်ဖန်တီးလာတာဖြစ်မယ်လို့သုံးသပ်ပြပါတယ်နောက်ဆုံးမှာတားငယ်ကရွှေရွက်ကိုကြည့်ရင်လွန်ခဲ့တဲ့ခုနှစ်နှစ်ကမီးလောင်ကျွမ်းခဲ့တဲ့ဖြစ်ရဆိုးကိုကျွန်တော်ခုနှစ်နှစ်လုံးမေးမရခဲ့ဘူးအဖြစ်ပြက်အများကြီးကိုဒီနေ့ထိနားမလည်နိုင်သေးဘူးကျွန်တော်ဝိညာဉ်သားရဲကိုဆင့်ခေါ်ပြီးရင်ကျွန်တော်ကိုမပြောပြရသေးတဲ့လှုပ်ဝက်ချက်အမှန်တရားတွေအားလုံးကိုပြောပြမယ်လို့မင်းကတိပေးခဲ့တယ်မလားလို့မေးမြန်းလိုက်ရဝန်ပလွေကြီးကတိတ်ဆိတ်စွာဖြင့်မျက်လုံးများကိုမှိတ်လိုက်ပါတော့တယ်အမျိုးအနွယ်တစ်ခုလုံးပျက်စီးပြုံးတီးခဲ့ရတဲ့ထိုကပ်ပေးကြီးဟာဦးလေးဖြစ်သူကိုယ်တိုင်ကြိုတင်ပြင်ဆင်ကြံစည်ခဲ့တဲ့ထောင်ချောက်တစ်ခုသာဖြစ်ပါတယ်သူဟာတရားဓမ္မနဲ့ဂုဏ်သိက္ခာကိုအကြောင်းပြပြီးချူမျိုးနွယ်ရဲ့တွေးတောက်စစ်စစ်တမျှမိသားစုဝင်အားလုံးကိုလည်းမကြံရအောင်လိုက်လံတက်ဖြတ်ခဲ့ပါတယ်ကောင်လေးကတော့ထိုသူရဲ့မျက်နှာနဲ့ချူမျိုးနွယ်ရဲ့တွေးတောက်အဆက်ပြောင်းမှန်သမျှတယောက်မှချမ်းမထားရဘူးဆိုတဲ့စကားကိုအမြဲတမ်းရင်ထဲမှာဆွေးမြဲမှတ်မိနေခဲ့တာပါသူ့ရဲ့မိခင်ဖြစ်သူဟာသူ့ကိုလုံခြုံအောင်ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီးနောက်အဖမ်းခံရကရှီးရင်ကျွန်းစီပို့ဆောင်ကြုံအောင်ခြင်းခံခဲ့ရပါတယ်ဒါကြောင့်မိခင်ဖြစ်သူဟာအသက်ရှင်လျက်ရှိနေသေးမှတေချာပါတယ်ခွေးဝိဖြူကြီးဆန်ရွက်ကကောင်လေးကိုအခြေအနေတွေကိုရှင်းပြရမှာမိခင်ဖြစ်သူဆန်ရွက်တေချာပေါက်အသက်ရှင်နေသေးကြောင်းနဲ့အဖေဖြစ်သူနဲ့ပတ်သက်လို့တော့ဂတိကဝတ်စာချုပ်ပြည့်ပြည့်သွားခဲ့ပြီးနောက်ပိုင်းဘာအာယုံမှမရတော့တဲ့အတွက်အသက်ရှင်နေသလားတည်ဆုံသွားပြီလားဆိုတာကိုတော့သူမသိတော့ကြောင်းပြောပြခဲ့ပါတယ်ကောင်လေးကတော့ဘာမှမရေမရမသိရသေးတာဟာမျှော်လင့်ချက်ရှိနေသေးတာပဲလို့တွေးကအဖေဖြစ်သူကိုရှာဖွေပြီးမေဖြစ်သူကိုကဲထုတ်မယ်လို့တနိဋ္ဌာန်ချလိုက်ပါတယ်ဒါအပြင်ဦးလေးဖြစ်သူကြွေးကြံထားခဲ့တဲ့နာကြီးချက်တွေအတွက်လည်းမိမိကိုယ်ကိုလုံလောက်အောင်တမလာတဲ့အခါကိုယ်တိုင်တွားရောက်တောင်းဆိုလက်စားချေမှာဖြစ်ပါတယ်။ဆန်ရွက်ကကောင်လေးကိုထိုးတို့မလုံမီရှီးရင်ကျွန်းစီလုံးဝချေမလန်းဖို့နဲ့လက်ရှိအခြေအနေမှာထိုးသူတွေကိုရှင်းပြနိုင်စွမ်းမရှိသေးကြောင်းသတိပေးခဲ့ပါတယ်။ကောင်လေးကလည်းထိုးအပင်ကြီးအတိုင်းတဆင့်ပြီးတဆင့်ပုံမတမလာအောင်လေ့ကျင့်တော့မည်ဟုဆုံးဖြတ်ခဲ့ပါတယ်။မထွက်ခွာမီဆန်ရွက်ကကောင်လေးကိုပစ္စည်းတစ်ခုပေးအပ်ခဲ့ပါတယ်။ချမ်းရှင်းသားတို့အပြင်ဒီကြောက်စိမ့်နဲ့လက်စွပ်ဟာလည်းမိဘနှစ်ပါးကမွေးနေ့လက်ဆောင်ဖြစ်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒါဟာအဆင့်9ရှိတဲ့တိုးလောင်ရေးလင်းကြီးပစ္စည်းတစ်ခုဖြစ်ပြီးတာမန်တိုးလောင်လက်စွပ်တွေထက်နေရာလို့ပုံမကျဲဝန်းယုံနေမကပဲတက်ရှိတွေကိုပါတိုးလောင်ထားနိုင်တာဖြစ်ပါတယ်။ကြောက်စိမ့်နဲ့လက်စွပ်နဲ့ချမ်းရှင်းသားတို့ဟာအဆင့်မြင့်လင်းကြီးပစ္စည်းတွေဖြစ်တာကြောင့်ပိုင်ရှင်အဖြစ်တွေးဆက်ချမှတ်ပုံတင်ထားမှသာသူများလူယူတာကိုမခံရမှာဖြစ်ပါတယ်။ကောင်လေးကတွေးဆက်ချလိုက်တဲ့အခါလက်စွပ်ရဲ့စွမ်းအားတွေပွင့်ထွက်လာပြီးအထဲမှာပါတဲ့နေရာလွတ်ကိုမြင်တွေ့လိုက်ရပါတယ်။ကောင်လေးကထိုနေရာလွတ်ထဲကစိုက်ခင်းနဲ့ပတ်သက်ပြီးဆန်ရွက်ကိုမေးမြန်းခဲ့ရာဆန်ရွက်ကလည်းတခင်မကဒီလက်စွပ်ကိုသူ့ထံမထွက်ခွာမီလွှဲပြောင်းပေးခဲ့စဉ်ကတားဖြစ်သူအတွက်ခြံထားခဲ့တာဟုသာပြောခဲ့ကြောင်းထိုစိုက်ခင်းဟာတခင်မလင်းကြီးစေးပင်များစိုက်ပျိုးစဉ်ကကြံရစ်ခဲ့တာဖြစ်နိုင်ပြီးဘာအတွက်300မှန်းသူမသိကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကတော့ထိုစိုက်ခင်းဟာဖလောက်ပြောင်းလဲနေသောလင်းစေးပင်များကိုပြိုးထောင်ပေးနိုင်ပြီးထိုမှရရှိသောဆေးဝါးများဖြင့်လင်းကောင်များကိုအစာကျွေးကအဆင့်မြင့်တင်မှုအကိုင်းခတ်များကိုလင်းလက်စေနိုင်ကြောင်းသိရှိသွားခဲ့ပါတယ်ဆက်လက်ပြီးဆန်ရွက်ကတခင်ငယ်ထံ PS ရာအခြားအရာများလည်းကြန့်ရှိသေးကြောင်းပြောပြခဲ့ပါတယ်။ဒါတွေဟာသူနှစ်ပေါင်းများစွာလိုက်လံစုဆောင်းထားခဲ့တဲ့လင်းနှန်းဆေးလုံးများဖြစ်ကြပြီးအဆင့်မမြင့်လာတော့လဲလက်ရှိကောင်လေးအသုံးပြုရန်အတွက်တော့ကောင်းစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ဆန်ရွက်ဟာထိုဆေးလုံးများကိုနှင်းတောင်တန်းများပေါ်တွင်အမေရိကန်ဝန်ပလွေငယ်များနှင့်တိုက်ခိုက်ရင်းအမေရိကန်ဝန်ပလွေ၏အသားပိုအိတ်ထဲမှထုတ်ယူကာလိုင်ကူအတွင်းလာရောက်စုဆောင်းထားခဲ့ခြင်းဖြစ်ပါသည်။